သည်ပြောင်းချိန်မှာအဖော်ကွာလို့အပြင်ရောအတွင်းရောဥပဝေမောင်တယောက်သေးပဲလို့နေရှာမလဲကျန်နာသူလေးစင်စားနေရင်ဤတန်တိတ်ဆိတ်လို့တက်မဲ့တဲ့ရက်တွေမှာကိုတယောက်စိတ်ပြေသာပြီရင်ခုန်တန်တူတူလေးကြားရမယ့်ရက်တွေကိုကိုဆောင်ရကြုံနာပြီရွှေလက်တွေတော့ငါသူ့ဘဝနုနုရဲ့အထီးအတွေ့ကိုပြန်အောင်မြင်မိတဲ့အခါတိုင်းနေပူကြည့်တဲ့မှာဒီဘဝလမ်းခရီးကိုရှောက်လန်းဖို့ခံနိုင်ရဲ့စွမ်းအားနဲ့ပြေရွှေပါပြင်အတော့မှာသူအနာဖွာဖွာရဲ့နူးညံ့မှုပြန်အမှန်ရမိတဲ့အခါတိုင်းပျော်အောင်အိမ်မရတဲ့ဒီညချမ်းမီကိုဖြတ်တန်းဖို့ခံနိုင်ရဲ့စွမ်းအားနဲ့ပြေနာနေချာနေရင်ဘယ်သူကလာပြီးဆောင်ရှောက်ပြီးမလဲစင်ញင်ပြီးနေပါမောင်ရဲ့နော်လူကြုံတဲ့စကားလေးပါလာရင်အနေအထိုင်စင်ရဲ့လို့စိတ်ညစ်တဲ့ရက်တွေမှာကိုတယောက်မွေးလျော်သာပြီးသူကိုယ်တိုင်ပြုတရားနဲ့ပြုစုမဲ့ရက်တွေကိုကိုဆောင်ရကြုံနာပြီးရွှေလက်တွေတော့ငါချစ်ပြောလာလာနဲ့မခေါ်တရိုးလေးရင်ခွင်ကိုပြေးဝင်တာတွေအိမ်မက်တော့မဟုတ်ဘူးရဲ့ဆိုတဲ့အသီးကလေးနဲ့နှလုံးသားမှာကြည်နူးမှုလေးကျွင်ကြံနေရွှေနဲ့ရဲ့ဆိုတော့ဝါစားလေးနဲ့တို့တို့ကချင်နာစွာချော့မြူတာတွေနောက်များလည်းရှိအောင်မယ်ဆိုတဲ့အသီးကလေးနဲ့လွမ်းရမှမျောလင်းချက်ကလေးအသက်ရှင်နေရွှေလက်တွေတော့ငါသူ့ဘဝနုနုရဲ့အထီးအတွေ့ကိုပြန်အောင်မြင်မိတဲ့အခါတိုင်းနေပူကြည့်တဲ့ရှောက်လန်းမှုခံနိုင်ရဲ့စွမ်းအားနဲ့ပြေရွှေပါပြင်အတော့မှာသူအနံဖွာဖွာ